ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသည်စစ်အုပ်ချုပ်ရေးအမိန့်အမှတ်3/2026အား1388ခုနှစ်ကဆုံလဆန်း8ရက်2026ခုနှစ်ဧပြီလ23ရက်ဒီကနေ့ရက်စွဲဖြင့်ထုတ်ပြန်ပါတယ်။အဲ့ဒီအမိန့်အပြည့်စုံမှာ1နိုင်ငံတော်သမ္မတရုံး၏1388ခုနှစ်ကဆုံလဆန်း8ရက်2026ခုနှစ်ဧပြီလ23ရက်ရက်စွဲပါဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်1/2026 2/2026နဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏စစ်အုပ်ချုပ်ရေးအမိန့်အမှတ်2/2026တို့ဖြင့်ဖော်ပြပါရှိသည့်မြို့နယ်များနှင့်သက်ဆိုင်သည့်တိုင်းစစ်ဌာနချုပ်တိုင်းမှုများအားစစ်အုပ်ချုပ်ရေးဒေသအဖြစ်ကြီးညာထားသောမြို့နယ်များအတွင်လုံခြုံရေးတရားဥပဒေစိုးမိုးရေးနှင့်နယ်မြေအေးချမ်းသာယာရေးကိုပုံမထိရောက်စွာဆောင်ရွက်နိုင်ရန်အလွန်ကအုပ်ချုပ်ရေးနှင့်တရားစီရင်ဆိုင်ရာစစ်အုပ်ချုပ်ရေးအာဏာကိုကျင့်သုံးရန်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ413ပုံမှခွဲခခွေအရာအနှင်းခဲ့ပါသည်နှင့်စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိဒေသအာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်တို့သည်ရင်းနှီးနှင့်သက်ဆိုင်သည့်လုပ်ငန်းတာဝန်များကိုသက်ဆိုင်ရာတိုင်းမှုတို့၏ကွပ်ကဲမှုအရာဆောင်ရွက်ရမည်3သက်ဆိုင်ရာတိုင်းမှုတို့သည်စစ်အုပ်ချုပ်ရေးဒေသအတွင်းစစ်နယ်မြေများတတ်မှတ်၍စစ်နယ်မြေမှုများကိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏သဘောတူညီချက်ဖြင့်စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီးခန့်ထားနိုင်သည်4သက်ဆိုင်ရာတိုင်းမှုတို့သည်စစ်အုပ်ချုပ်ရေးဒေသအတွင်းမိမိကိုယ်တိုင်တော်၎င်းစစ်နယ်မြေမှုများဖြင့်တော်၎င်းမိမိတာဝန်လွှဲအပ်သောပုဂ္ဂိုလ်တဦးဦးသို့မဟုတ်အဖွဲ့ဖြင့်တော်၎င်းအောက်ပါကိစ္စများကိုပြီးမြောက်အောင်ဆောင်ရွက်ရမည်ကာကြီးအုပ်ချုပ်ရေး1လုံခြုံရေးကိစ္စရပ်များ2လူမှုရေးကိစ္စရပ်များ3ကုန်သွယ်ရေးကိစ္စရပ်များ4တည်ယူပို့ဆောင်ရေးကိစ္စရပ်များခါခွေတရားစီရင်ရေး1တရားရုံးများဖွဲ့စည်းခြင်းသက်ဆိုင်ရာတိုင်းမှုတို့သည်စစ်အုပ်ချုပ်ရေးကာလအတွင်းပြည်မှုဆိုင်ရာမှုခင်းများကိုတည်ဆဲဥပဒေအရဖွဲ့စည်းထားသောတရားရုံးများဖြင့်ဖြစ်စေစစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီးဖွဲ့စည်းသည့်စစ်ခုံရုံးများဖြင့်ဖြစ်စေစစ်ဆေးစီရင်နိုင်သည်နှင့်စစ်ခုံရုံးဖြင့်စစ်ဆေးခြင်းစစ်ခုံရုံးများသည်ပြည်မှုဆိုင်ရာမှုခင်းများကိုအကျဉ်းနည်းဖြင့်စစ်ဆေးစီရင်နိုင်သည်3ပြစ်ဒဏ်ချမှတ်ခြင်းနောက်ဆက်တွဲဇယားကာကြီးပါပြစ်မှုတစ်ခုခုကိုကျူးလွန်သူတဦးအားစစ်ခုံရုံးကပြစ်မှုထင်ရှားစီရင်ပါကတည်ဆဲဥပဒေများနဲ့ညီအောက်ပါပြစ်ဒဏ်တစ်မျိုးမျိုးကိုချမှတ်ရမည်ကာကြီးတေဒဏ်ခါခွေနှစ်အကန့်အသတ်မရှိအလုံးနှင့်ထောင်ဒဏ်ဂငယ်သက်ဆိုင်ရာပြစ်မှုအလိုက်တတ်မှတ်ထားသောအမြင့်ဆုံးပြစ်ဒဏ်4အတည်ပြုခြင်းစစ်ခုံရုံးများကချမှတ်သောဆုံးဖြတ်ချက်များနှင့်စီရင်ချက်များသည်အပီးအပြတ်ဖြစ်စေရမည်တို့ရာတွင်တေဒဏ်စီရင်ပါကထို့သို့စီရင်ခြင်းသည်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏အတည်ပြုချက်ရရှိမှသာအတည်ဖြစ်သည်နှစ်အကန့်အသတ်မရှိထောင်ဒဏ်စီရင်ပါကထို့သို့စီရင်ခြင်းသည်သက်ဆိုင်ရာတိုင်းမှုတို့၏အတည်ပြုချက်ရရှိမှသာအတည်ဖြစ်သည်အတည်ပြုခြင်းနှင့်ပတ်သက်သည့်လုပ်ပိုင်ခွင့်ကိုကျင့်သုံးဆောင်ရွက်ရာတွင်အောက်ပါလုပ်ပိုင်ခွင့်များရှိသည်ကာကြီးပြစ်မှုထင်ရှားစီရင်ခြင်းကိုပယ်ဖြတ်ခြင်းခါခွေပြစ်ဒဏ်ကိုလျှော့ပေါ့စေခြင်းဂငယ်ပြစ်ဒဏ်ကိုပို၍နှိမ်သောပြစ်ဒဏ်အမျိုးအစားသို့လျှော့ပေါ့ပြောင်းလဲခြင်းဂါကြီးပြစ်မှုထင်ရှားစီရင်ခြင်းကိုအတည်ပြုခြင်းအယူခံခြင်းစစ်ခုံရုံးများကချမှတ်သောဆုံးဖြတ်ချက်ပြစ်ဒဏ်ချမှတ်ချက်များနှင့်ဆက်လင်း၍အယူခံပိုင်ခွင့်မရှိစေရ6ပြင်ဆင်မှုလျှောက်ထားခြင်းစစ်ခုံရုံးများကတေဒဏ်စီရင်ပါကပြစ်ဒဏ်ချမှတ်ခြင်းခံရသည့်နေ့မှ15ရက်အတွင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့၎င်းအခြားပြစ်ဒဏ်ချမှတ်ခြင်းခံရပါကပြစ်ဒဏ်ချမှတ်ခြင်းခံရသည့်နေ့မှ15ရက်အတွင်းသက်ဆိုင်ရာတိုင်းမှုထံသို့၎င်းပြင်ဆင်မှုလျှောက်ထားနိုင်သည်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သို့မဟုတ်သက်ဆိုင်ရာတိုင်းမှုများသည်မိမိသဘောဆန္ဒအလျောက်လည်းပြင်ဆင်မှုဖွင့်၍ဆောင်ရွက်နိုင်သည်ပြင်ဆင်မှုစီရင်ပိုင်ခွင့်ကိုကျင့်သုံးဆောင်ရွက်ရာတွင်အောက်ပါလုပ်ပိုင်ခွင့်များရှိသည်ကာကြီးပြစ်မှုထင်ရှားစီရင်ခြင်းကိုပယ်ဖြတ်ခြင်းခါခွေဖြစ်ဒဏ်ကိုရော့ပေါ့စေခြင်းဂငယ်ပြစ်ဒဏ်ကိုပို၍နှိမ်သောပြစ်ဒဏ်အမျိုးအစားသို့ရော့ပေါ့ပြောင်းလဲခြင်းဂါကြီး
ပြစ်မှုထင်ရှားစီရင်ခြင်းကိုအတည်ပြုခြင်းခုနှစ်တက်မတော်ကာကွယ်ရေးဦးစီးချုပ်တို့မဟုတ်သက်ဆိုင်ရာတိုင်းမှုများကမိမိသဘောဆန္ဒအလျောက်ပြင်ဆင်မှုဖွင့်၍ဆောင်ရွက်သည့်ကိစ္စတွင်အထက်အပိုက်ငယ်6တွင်ပါရှိသောလုတ်ပိုင်ခွင့်များအပြင်ပြည်ထံကိုတိုးမြင့်နိုင်သည်ငါသက်ဆိုင်ရာတိုင်းမှုတို့သည်မိမိ၏တာဝန်ဝတ္တရားများကိုဆောင်ရွက်ရာတွင်အထောက်အကူဖြစ်စေရန်စစ်အုပ်ချုပ်ရေးအကြံပေးအဖွဲ့ကိုဖွဲ့စည်းနိုင်သည်6သက်ဆိုင်ရာတိုင်းမှုတို့သည်စစ်အုပ်ချုပ်ရေးဒေသတွင်ဖြစ်ပေါ်နေသောအခြေအနေအရရက်ကိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့အစီရင်ခံရမည်ပုံရဲဝင်ဦးဗိုလ်ချုပ်ကြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟူ၍ဖော်ပြပါရှိပါရခင်ဗျာ